ဗီဒီယိုနည်းနည်းလေးရိုက်ထားမယ်နော်ရလားဘယ်လိုချင်တာ နေရောင်လို့ရှိရ အယောင်ရှိရအယောင်ပဲဆုံးမ ဟိုဒီလိုမျိုးမှလိုအပ်တဲ့ထဲမှာအောက်ကအနက်တွေထွက်လာရင်ခဏခဏရောင်မိနေရလို့တိုင်းလင်းလာလည်းဒီကဘယ်လိုပုံစံမျိုး င လဲ ိမ့်ငိမ့်လေးသွားနေတာအဓိကညီမလေးကဒီဥကြီးအရင်အမဲထွက်လာရင်တိတ်မတိတာကျင်တော့ဒီလိုဝါတာတွေမကြိုက်တော့အခုညီမလေးဒီကြားတဲ့အယောင်ကကျတော့သူကနည်းနည်းအစိမ့်ဘက်ကိုသွားတယ်ရိုးရိုးကာလာမှာစမ်းတဲ့ကာလာပေါ့လားမဲ့သူကခဲစိမ့်မျိုးလေးအဲ့လိုမျိုးစိမ့်ဘက်သွားတယ်ဥကြီးကအဲ့လိုအစိမ့်ဘက်ကိုသွားရဆိုရင်တော့အနေနဲ့များ2လ3လလောက်နေပြန်ကျွတ်လာရင်တော့အဝါဘက်ကိုတော့ပြန်ရောက်တယ်ပြန်မဝါခြင်းမှုဆိုတော့အမတို့ကနည်းနည်းမှိန်ရမှာအရင်ဟိုအမဲသေးလိုမျိုးလဲဝအောင်တော့မဟုတ်ဘူး။လူမျိုးလောက်လေးမှိန်ထားလိုက်မှ तू ကပြန်ပြီးတော့ထွက်လာတယ်ဒီအမျိုးလောက်လေးပြန်ထွက်မှာ။ပုံမှန်စဆိုးကတော့နည်းနည်းလေးတော့မှောင်ပါပဲ။တဖြည်းဖြည်းနဲ့ပြန်ကျတစ်လားလောက်နေထားဆိုသူဒီလောက်အမျိုးလောက်လေးပဲပြန်ရောက်တော့မှာ။ဟွာဘက်ပြန်မရောက်ချင်ဘူးပြောလဲဆိုတော့ဒီလိုမျိုးအမတို့နည်းနည်းလေးတော့ပို့ပြီးတော့မှိန်ထားရမှာပေါ့နော်။အဲ့ဒါမှ तू ပြန်ကျွတ်မှာလည်းဒီအမျိုးမြင့်မြင့်လေးဆိုရင်အမလေးအရင်ကအမဲထွက်လာရင်လည်းအရင်မသိတာတော့မှာ။ ရရအဲ့ဒါရရ ဒီအောင်လေးညီမလေးနဲ့လိုက်တယ်ငိမ့်ငိမ့်လေးပဲသူကချက်တစ်ခုအားသာချက်ကတော့ဗာလဲဆိုတော့စံသားကိုနည်းနည်းပြန်ကောင်းကောင်းဖုတ်တူလို့မျိုးခံစားရတယ်အကွာနည်းနည်းညူပါအလင်းဆိုတော့လေတပင်သားနည်းနည်း6တူလို့ခံစားရတယ်ကာလာအရင်နင်းလာတော့လေဒီလိုမျိုးအငိမ့်လေးဆိုရင်တော့ညီမလေးတပင်သားနည်းနည်းဆိုသွားလို့ခံစားရစံသားကောင်းပြီလို့ခံစားတပြောင်လေးဖြစ်တာပေါ့ From left to right, girl, come a bit closer. Look in my eyes, searching it so wrong. I miss the right.